ဒီကုကန်ကြီးကလည်းကြဲပဲเนาะ share ပဲအရင်မိုက်တယ် Rainbow Real Estate ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုရောက်ရှိနေတဲ့နေရာတော့ရန်ကုန်တိုင်းဒေသကြီးမြန်းကုန်းမြို့နယ်6ရပ်ကွက်မှာရှိတဲ့တူဝါစီအသစ်ဆက်တုံးနဲ့မိတ်ဆက်ပေးကြပါရရှင်ဒီရဲ့အကျယ်ဝန်းရဆိုရင်4300 square feet ရှိပြီးတော့တူဝါစီအသစ်ဆက်လေးပါ model design လေးပြင်ဆင်ပေးထားတယ်အထက်မှာဘာပြင်ဆင်ထားမလဲဆိုတော့ home tour လေးလိုက်လုပ်ပေးပါမယ်နော်အကြည့်ပြပါဦးနော်ဒီရဲ့ဝင်ကြမှာဆိုလဲတကားကိုအကောင့်စားတက်ပြင်ဆင်ပေးထားတယ်အေးရဲ့အကျယ်ဝန်းရလဲတော်တော်လေးကိုကျယ်ဝန်းတယ်ဒီဘက်မှာဆိုရင် dry kitchen ရှိမယ်ဒီဘက်မှာ living room area ရှိမယ်ဒီ area လေးကတော်တော်လေးကျယ်ဝန်းပါတယ်ရှင်ဒီမှာဆိုရင် sofa set တွေ TV stand တွေအကုန်ပါဝင်တယ်လိုက်ကာတွေကစတေချာလေးပြင်ဆင်ပေးထားတယ်ကဲဒီနေရာလေးကတော့အကြိုက်ဆုံးနေရာလေးပဲကဲဒီဘက်ကိုထွက်လိုက်ပြီဆိုတော့ねလုံးဝအရမ်းမိုက်တယ်ရေကူးကန်ရုပ်တွေ့ရှိရမှာပါရေကူးကန်ဆိုလဲရေလေးကိုကြည်နေရပဲဒီမှာဆိုလဲရေချိုးပြရနဲ့ဝစားလဲ toilet တွေမှာ restroom တွေမှာအကုန်လုံးထားပေးထားပါတယ်နော်ဒီမှာဆိုရင် power station တွေ solar 16ချက်တက်ပေးထားပါတယ်နော် power station တွေအကုန်လုံးတွဲဆက်ပြီးတက်ဆင်ပေးထားပါတယ်တေချာလေးပြင်ဆင်ပေးထားပါတယ်ဒါလေးက work kitchen တော်တော်လေးကျယ်ဝန်းပြီးတော့အပေါ်မှာဆိုလဲ cabinet တွေနဲ့တေချာလေးပြင်ဆင်ပေးထားတယ်ပတ်လေကအလင်းရောင်ကောင်းစွာရရှိတယ်အနောက်ဘက်မှာဆိုလဲလေဝင်လူထွက်ကောင်းတဲ့အလင်းရောင်ရရှိတယ်ဒီဘက်မှာဆိုရင်အခန်း store ခန်းတစ်ခန်းပါဝင်ပါနော် single room လေးလိုက်တာပဲမယ်နော်ဒါလေးကတော့ single room မှာဆိုလဲ aircon ပါမယ်ဒီမှာဆိုရင်ဗီဒီယိုတွေကစတေချာလေးအကုန်လုံးပြင်ဆင်ပေးထားတယ်ဒီမှာဆိုရင် brain box တွေကို lighting ကောင်းကောင်းလေးနဲ့လင်းရောင်ကောင်းကောင်းရရှိတယ်ကဲဒါလေးကအောက်ထက်ကဒီမှာဆိုကွန်မုန်းတိုင်းနဲ့တိတက်တစ်လုံးထပ်ပါပါသေးရဲ့နော်ကဲအဲ့ဆိုပေါ်တက်ကိုလိုက်ကြပြပါမယ်နော်ပေါ်တက်လိုက်ကြည့်ပါဒီကားလည်းရန်လေးကအစတေချာလေးလုပ်ပေးထားပြီးတော့ဒီဘက်မှာဆိုစီလင်းရဲ့အမြင့်ကတော်တော်လေးမြင့်တဲ့အတွက်ကြောင့်တက်ရှုလေးချောင်းတယ်အောက်မှာဆိုရင် SPC parking တွေထည့်ပေးထားတယ်ကဲဒီခန်းလေးအရင်ဝင်ကြည့်လိုက်အောင်နော်အပေါ်တက်မှာဆိုရင် master bedroom ပဲ3ခန်းပါဝင်ပါတယ်။ဒါဆိုလဲလင်းအောင်ကောင်းကောင်းရတယ်။ဒီတကားလေးဆိုလဲတေချာလေးလုပ်ပေးထားပါတယ်နော်။ဘာဝလင်းအောင်လေးနဲ့ရုပ်ကအိမ်နာတွဲရက်အကုန်လုံးတေချာလေးပြင်ဆင်ပေးထားပါတယ်။ဒါကတော့အပေါ်တက်မှာရှိတဲ့ living room area လေးပါ living room area လေးတော်တော်လေးကိုကျယ်ဝန်းတယ်ဒီဘက်မှာဆိုလဲကိုယ့်အိမ်ရှိကိုလှမ်းပြီးတော့မြင်ရတယ်။မှန်လေးပေါင်လေးကစတေချာလေးကိုပြင်ဆင်ပေးထားပါတယ်။ဒီကထွက်မယ်ဆိုရင်ဒါလေးကဝန္နာလေးကလည်းတော်တော်လေးကျယ်ဝန်းတယ်။အဲအကျယ်ဝန်းကတော့လုံးဝကိုကျယ်ပဲ။ဒီတော့3 square feet ဆိုတော့တော်တော်လေးကျယ်ဝန်းတယ်။အိမ်ရဲ့ကျယ်လည်းတော်တော်လေးမိုက်တယ်နော်။ကို channel မှာပဲလမ်းဆင်းလျှောက်လဲဆင်ပြေတဲ့အပင်ပန်းမှန်တွေအကုန်စိုက်ထားပေးပါတယ်နော်။အခန်းတိုင်းကတော့အလင်းရောင်ကောင်းကောင်းရပြီးလေဝင်လေထွက်ကောင်းပြီးတော့လုံးဝကို share ပဲဒီမှာဆိုလည်းရေဘူးကလှမ်းတွေ့ရတယ်။အေးစင်းနေနေဆိုတော့ဒီသားစုမြများနဲ့နေနေဆိုတော့ message တော့အရင်အောင်တင့်တော်ပါတယ်ဒါတော့နောက်ဆက်တွေ့ရတဲ့ master bedroom ခန်းမှာအခန်းတိုင်းမှာတော့ကတင်နေပါတယ်အကုန်လုံး facility ပြည့်စုံတဲ့ခါလေးပြင်ဆင်ပေးထားပါတယ်ဒီလိုနာတွေ့ရပါရှိတယ်အဲကုန်းတွေလည်းအခန်းတိုင်းပါပါတယ်နော်အခုလိုမျိုးအလုံးစုံပြင်ဆင်ပြီးတော့ share ပြင်ဆင်ပေးထားတဲ့တကြဝန်းနဲ့တစ်ထပ် RC တိုက်သစ်စက်လေးကိုဝယ်ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ Rainbow Real Estate တို့ဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ဒီအိမ်ရဲ့ဈေးနှုန်းကကြတော့368,000ညှိနှိုင်းရောက်ချပေးဦးမယ်နော်ဘိုးဘွားပိုင်မြေပါရှင်